ခဲလောဘကြည့်လိုက်တာနေရာတကာအကျိုးမြတ်ကြီးပဲကြည့်နေရပဲမှန်ပါတယ် return on investment ဆိုတဲ့စကားလုံးကမျိုးတို့စီးပွားရေးလောကမှာပဲသုံးရမှာမဟုတ်ပါဘူးတို့တွေတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်ဘယ်နေရာမှာမဆိုကိုပေးလိုက်တာနဲ့ကိုပြန်ရမယ့်အရာကိုအမြဲတမ်းနှိုင်းယှဉ်ကြည့်တတ်ဖို့လိုပါတယ်တစ်တော့သုံးတယ်ဗီဒီယိုတစ်ပုတ်ရိုက်လိုက်တယ်ဘာရကျင်လို့ရိုက်လိုက်တာလေဒီလိုမျိုးလှပတဲ့နေရာတွေသွားပြီးတော့ blog တွေရိုက်လိုက်တယ်ဘာရကျင်လို့ရိုက်တာလေမျိုးတို့လှုပ်လိုက်တဲ့အရာတိုင်းမှာရင်းနှီးပေးဆက်မှုဆိုတာရှိတယ်ဥပမာတွေနဲ့ဒီလိုလှပတဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်လေမျိုးတို့အချိန်တွေပေးရတယ်ဝတ်စားအသစ်တွေဝေးရတယ် make up တွေလိမ့်ရတယ်ဝင်ကြေးတွေပေးရတယ်ဒီလိုမျိုးလှပတဲ့နေရာမှာ blog တွေသွားရိုက်နေရတယ်လေ energy ကတော့ကုန်တာပဲလူပင်ပန်းတာပဲဒါဒီမျိုးတို့ရင်းနှီးပေးဆက်လိုက်ရတဲ့ investment ပဲဖြစ်ပါတယ်အဲ့တော့ဒီ investment အပေါ်မှာမျိုးတို့ဘာပြန်လိုချင်လဲဆိုတဲ့အချက်ကိုမစင်စားထားဘူးဆိုလို့ရှိရင်တော့ဒီအရာတွေကဘာမှအကျိုးမြတ်ပြန်မရဘဲနဲ့အရှုံးကြီးပဲဖြစ်ပါလိမ့်မယ်နော်မျိုးကတော့ဘာပဲလုပ်ကို့အတွက်ဘာပြန်ရမလဲဆိုတဲ့အချက်ပေါ်မှာစဉ်းစားပြီးတော့အလုပ်လုပ်ပါတယ်။အဲကြောင့်မလို့ဒီလိုလှတဲ့နေရာတွေကိုလာတယ်ဗီဒီယို content တွေရိုက်တယ်ဒီရွယ်ချက်ကရှင်းရှင်းလေးပါပဲ။မျိုးရဲ့ဗီဒီယို content ကိုကြည့်တဲ့သူတွေကသူတို့အတွက်လည်းအကျိုးရှိစေခြင်းနဲ့မျိုးအတွက်လည်းအကျိုးအမြတ်ပြန်ရခြင်းနဲ့ရင်းနှီးပေးဆက်လိုက်ရတာနဲ့ပြန်ရတဲ့အရာကိုအများနဲ့ချိန်ဆပြီးတော့မှအလုပ်လုပ်တဲ့အတွက်ကြောင့်မျိုးရဲ့ဗီဒီယို content တိုင်းကလည်းဝင်ငွေဆိုတာအများနဲ့ရတယ်ပေါ့နော်။ဒါကြောင့်ဒီဗီဒီယိုကြည့်တဲ့သူအနေနဲ့ social media တွေကိုသုံးတာပဲဖြစ်ဖြစ် blog တွေရိုက်တာပဲဖြစ်ဖြစ်ငါတို့ရင်းနှီးပေးဆက်လိုက်ရတာနဲ့ဘာပြန်ရခြင်းလဲဆိုတဲ့အချက်ကိုစဉ်းစားပြီးတော့လုပ်ပါလို့ညီမတို့အကြံပေးချင်ပါတယ်နော်ဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိရဲဆိုတော့ညီမ like share လုပ်သွားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်